အားလုံးပဲမင်္ဂလာပါဗျမကြခင်1 cm မှာကြီးစုရရမယ်မြန်မာဖိုက်တာ3ရဲ့အကြောင်းကိုပြောပြချင်ပါတယ်အဲ့ဒီဖိုက်တာ3ယောက်ကတော့တွဲလင်းထက်နဲ့ပွဲဝေးနေနဲ့ဆိုလင်ဦးနဲ့စလိုက်ထိုင်ခွေးချိန်လို့ဖြစ်ပါတယ်အဲ့ဒီတရေချက်လက်ကိုဘယ်ရတာလဲဆိုရင်ကျွန်တော်ဒီကိုဖြိုးဝေကနေပြောဒီသူတို့ရဲ့ manager ပေါ့နော်သူတို့ရဲ့ manager ကနေသူရဲ့ social media ကနေပဲဒီနေ့တင်ထားတာတွေ့ရတယ်ပေါ့အဲ့တော့ကျွန်တော်အနေနဲ့နားလည်မိတာကတော့မကြခင်ဒီ fighter 3ယောက်ပွဲတွေလာတော့မယ်လို့ယူဆရတယ်ပေါ့နော်ဒီ fighter 3ယောက်မှာဆိုရင်တွင်းလက်တဲ့ဆိုရင်ဒီရိုးရ fighter တွေထဲမှာပေါ့နော်2025ခုနှစ်မှာဆိုရင်ဆက်ဆောင်ရင်အကောင်ဆုံး fighter တူဖြစ်တယ်ပေါ့နော်ဘာဖြစ်လို့ပြောရတယ်ဆိုလို့ရှိရင်ဒီ2025ခုနှစ်မှာဆိုရင်သူက9ဘွဲထိုးတယ်ဒီ2ပွဲနိုင်တယ်ပေါ့နော်အဲ့ဒီပွဲမှာဆိုရင်3ပွဲကိုအလဲထိုး KO နဲ့အနိုင်ယူခဲ့တဲ့မှတ်တမ်းရှိတယ်ပေါ့နော်နောက်ပြီးတော့ဒီသူ့ရဲ့ဒီ1 cm ထက်မှာကစားခဲ့တဲ့ဒီ9ပွဲမှာဆို6ပွဲထိကိုပေါ့နော်ပြိုင်ဘက်တွေကို knock down ကြောက်ထိုးနိုင်ခဲ့တဲ့ပထမဆုံးမြန်မာဖိုက်တာလည်းဖြစ်တယ်တယောက်တော့ဆိုလင်းပေါ့နော်ဆိုလင်းကတော့ဒီမြန်မာရိုးရဖိုက်တာတွေထဲမှာပထမဆုံးဒေါ်လာ3သိန်းနဲ့စာချုပ်ရရှိတဲ့ဖိုက်တာတို့ဒီ1 cm ထက်မှာဆိုရင်6ပွဲထိုးတယ်3ပွဲနိုင်တယ်3ပွဲရှုံးနေထားပါတယ်ဒီလာမယ့်ပွဲမှာသူအနေနဲ့ဘယ်လိုမျိုးပြင်ဆင်လာမလဲဆိုတော့ကျွန်တော်အနေနဲ့စောင့်ကြည့်ရမှာဖြစ်ပါတယ်နောက်ဆုံးတရားတော့ကျွန်တော်ချင်းဖိုက်တာလေးဖြစ်တဲ့ slide time creation ဖြစ်တယ်ပေါ့နော် slide time creation ကတော့ဒီ2025ခုနှစ်မှာထိုးထားတယ်ပေါ့နော်သူက1မှာတပွဲပဲထိုးရသေးတယ်ဒါပေမဲ့သူအနေနဲ့ပေါ့နော်ကန်ဆိုရတာကဘာဖြစ်လို့လဲဆိုတော့ဒီပထမဆုံးဆက်ထိုးခြင်းပွဲမှာဆိုရင်ထိုင်းရဲ့နမကြီးဖိုက်တာဖြစ်တဲ့စွန်ချန်နိုင်နဲ့သူထိုးခဲ့ရပါတော့เนาะအဲ့ပွဲမှာဆိုရင်သူအမှန်နဲ့ရှုံးခဲ့တယ်ပေါ့เนาะအဲ့ဒီထိုင်းဖိုက်တာကဆိုရင်တကယ်တမ်းကျတော့ဒီချန်ပီယံကပတ်ကိုလူးလို့ရတဲ့အနေအထားမှာရှိတဲ့ဖိုက်တာပေါ့เนาะလိုက်တိုင်ပြီးရှင်ရဆိုရင်အသက်ကတော့22နှစ်ကျော်ပဲရှိသေးတယ်ပြီးခဲ့တဲ့ဒီ2025ခုနှစ်အောက်တိုဘာလကဘာမှတပွဲထိုးတာပေါ့เนาะထိုင်းနာမည်ဖိုက်တာစွန်ချန်နိုင်းကိုအမှတ်နဲ့ရှုံးနေထားတယ်ပေါ့เนาะဒါပေမဲ့လည်းဒီချင်းဖိုက်တာတွေကအလားလာရှိတဲ့ဖိုက်တာဖြစ်တယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့သူနဲ့ထိုးခဲ့ရတဲ့ဒီထိုင်းဖိုက်တာစွန်ချန်နိုင်းရဆိုရင်1မှာသူနဲ့တွေ့တော့ပါပေါ့เนาะ10ပွဲထိုးထားတဲ့တပွဲပဲရှုံးနေထားတဲ့ဒီ record အကောင့်ပိုင်ဆိုင်ထားတဲ့ fighter တူဖြစ်တယ်ပေါ့နော်ဒီတော့ဒီရိုးရ fighter ရဲ့ပွဲကိုကျွန်တော်မကြခင်စောင့်ကြည့်ရမှာဖြစ်တဲ့ကြောင်းကျွန်တော်အနေနဲ့တင်ပြခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်